Hello လာပါ Happy Sunday Happy Sunday ပါ ဒီနေ့ကဘာလေးလုပ်ကြမလဲတို့လေ လက်သေးကလာပြန်ချိန်မယ် ကာလာပြန်ချိန်မယ်လောက်ရှိသွားပြီတော့ တော့ဘယ်တော့ကြော်သွားပြီ 3ပတ်တောင်ကျော်သွားပြီဒါနောက်ဆုံး new extension ဆက်ပြန်လုပ်ထားတာเนาะနောက်ဆုံးတစ်ခါကအသစ်ပြန်တက်ထားအဲ့ဆိုအခုဘာလေးလုပ်ချင်လဲ ဟိုဘက်ကလာမှ new color လေးဆိုလိုက်မယ် ဒီရှေ့ထွက်နေတဲ့ဟာလေးကိုညီအောင် overlay လေးပြန်လုပ်လိုက်မယ် overlay ပြန်လုပ်ပြီးတော့ကာလာပြန်ဆိုလိုက်မယ် ဟုတ်ကဲ့ new ဘက်သွားမှာလားတည်ငြိမ်တော့မယ်ဗောဒီကတည်ငြိမ်တော့မယ် okay တလနီးပါရှိသွားဖြစ်တဲ့ extension လေးပါblack ခံတယ်เนาะ AC ပဲဒါဆိုအစ်ရောက်ထားတာတနေ့မှရောက်ထားတာကာလာချက်လေးအဲ့ထဲမှာဆိုအရောင်ဆုံးရှိရဲကိုက new ဘက်သွားတယ်နော်ဒါမှမဟုတ်အရောင်တက်ဘက်သွားချင်တာဒါမှမဟုတ်လုံးဝneon color လို့ crazy color မျိုးတွေသွားချင်တာအဲ့ထဲမှာဆုံးရှိရဲသူကဒီကအိုင်းဆိုလို့ရှိရင် तू ကလုံးဝတန်လိုက်အမှုံလေးတွေနဲ့ပေါ့နော်ဒီတည်းကအိုင်းကကျတော့ तू က glitter မှကအိုင်းဆိုတော့အဲ့နောက်က vibe တော့ကွာတယ်အဲ့လိုမျိုးလေ ဒီကလေးပြုတ်တယ်ဘာကလေးတာလက်များရဲဆိုတော့လေကဲလာမှာကလေးတာလေးပို့ ဒီမှာကလာပဲဆိုတော့ ਨੇ ပို့ထင်းနိုင်ရနောက်ပြီးတော့ပန်းရောင် main key ဆက်ဆန်လေး new color ဆိုရင်နည်းနည်းလေးတန်နေရတဲ့စက်ကဲ Okay ခေပါနံပါတ်က33ဆိုတော့33ဒါဆိုနံပါတ်33လေးရောင်းနေလာနော် ထင်တာလည်းပို့လာတာပဲ ရနော်ဟောက်ဆိုကြည့်ကြမယ်အဲ့ဒါစားသွားပြီကြိုက်လား ရမ်းကြိုက်တယ်